မြေအောက်လုံကောင်းတဲ့ရှိအသက်ရှူချက်ဖရဲအမောင်တို့တဲ့အချိန်ဒီတဖြည်းဖြည်းကုံဆုံနေသည်လုံခြုံရေးအချက်ပေးစနစ်များမမီလာမီအချိန်တိုလျက်တွေသူတို့ယူနိုင်သမျှယူရတော့မည်ဖြစ်သည်တယ်ရီနှင့်သူ၏အဖွဲ့သည်ဘေကာစထရစ်ရှိပန်နစ်ငွေတိုက်အတွင်းသို့ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပြီဖြစ်သည်သူတို့ရှိတွင်တန်ဖိုးခက်မရသောငွေကြေးများနှင့်လက်ဝတ်ရတနာများရှိနေသည်သို့သောသူတို့ဖွင့်လိုက်သောတိတ်တာတစ်ခုအတွင်းမှအရာများသည်ငွေကြေးများမဟုတ်ပေသူတို့အားလုံး၏အသက်ကိုနှုတ်ယူမဲ့အရာများချစ်နေကြောင်းမိသူများကြိုတင်မသိခဲ့ကြပြီအရာအလုံးသည်လွန်ခဲ့သောရက်အနည်းငယ်ကမှစတင်ခဲ့သည်ဂျယ်ရီသည်မိသားစုကိုလှုပ်ကြွေးနေရသောတာမန်ကားရောင်းဝယ်သမားတဦးဖြစ်သည်သူ၏စီးပွားရေးသည်အခြေအနေမကောင်းပင်အကျွေးပတ်ချလာဝိုင်းနေကအကျွေးရှင်များ၏ချင်းပြောက်မှုများကိုနေ့စဉ်နှင့်အမျှရင်ဆိုင်နေရသည်ထိုချိန်တွင်သူ၏ငယ်သူငယ်ချင်းဟောင်းဖြစ်သူမာတင်သည်သူ၏ဘဝထဲသို့ရုတ်တရက်ပြန်လည်ရောက်ရှိလာခဲ့သည်မာတင်သည်တယ်ရီအားမိသူများမသိနိုင်သောလုံခြုံရေးအားနည်းသည့်ဘဏ်တစ်ခုကိုဖောက်ထွင်းရအကြံပေးခဲ့သည်အကျွေးများကြောင့်အကျက်ရိုက်နေသောတယ်ရီအသက်ဤကားလမှုသည်ငင်းပင်ရန်ခက်ခဲလွန်းလာသည်သို့သောမာတင်၏နောက်ွယ်တွင်ပုံမှုကြီးမားသောလေးဝက်ချက်တစ်ခုရှိနေကြောင်းတယ်ရီလုံးဝသတိမထားမိခဲ့ပြီမာတင်သည် MI5 မှအရာရှိဖြစ်သူတင်နှင့်လေးဝက်စွာအလုပ်လုပ်နေသူဖြစ်သည်မကြသေးခင်မှာမာတင်သည်ဥပဒေနှင့်မလွတ်ကင်းသောကိစ္စတစ်ခုကြောင့်ဖမ်းဆီးကြရမယ့်အခြေအနေတွင်ရှိနေခဲ့ပြီးတင်ကသူမအားအပေးအတူတစ်ခုဖြင့်ကဲတင်ခြင်းဖြစ်သည် MI5 ၏အတိကပစ်ထန်မှာ Michael X ဟုခေါ်သောအန်ဒီယများသည့်လူမြဲအခွင့်အရေးလှုပ်ရှားမှုတဦးဖြစ်သည် Michael X သည်လန်ဒန်မြို့တွင်ဥပဒေပြင်ပလုပ်ငန်းများစွာကိုလုပ်ကိုင်နေတော်လေအစိုးရကသူအားဖမ်းဆီးနိုင်ခြင်းမရှိသေးပေအကြောင်းမှာ Michael X ၏လက်ထဲတွင်အလွန်အရေးကြီးသောနိုင်ငံရေးခေါင်းဆောင်များနှင့်တော်ဝင်မိသားစုဝင်အချို့၏လျှို့ဝှက်ဓာတ်ပုံများရှိနေသောကြောင့်ဖြစ်သည်ထိုဓာတ်ပုံများကို Michael X သည် Baker Street Band ရှိလုံခြုံရေးတစ်တာတစ်ခုထဲတွင်တင်စီထားသောကြောင့်တင်သည်ထိုဓာတ်ပုံများကိုရယူရင်းPOAဝင်ရောက်ရှာဖွေခွင့်မရှိသောမာတင်ကိုအသုံးချကာဘန်ဖောက်ထွင်းမှုတစ်ခုကိုဖန်တီးခဲ့ခြင်းဖြစ်သည်တယ်ရီသည်ဤနိုင်ငံရေးကစားကွက်ကြီးထဲမှအသုံးချခံတသက်များသာဖြစ်ရှာကြောင်းမသိရှာပြီသူ၏ယုံကြည်ရသောတငယ်ချင်းများဖြစ်သည့် Kevin, Dave, Guy နှင့် Bambus တို့ကိုစုစည်းကာအဖွဲ့တစ်ခုဖွဲ့စည်းလိုက်သည်သူတို့သည်ဘယ်နှင့်နီးကပ်သောနေရာရှိနှားရန်ရန်ရှိသောတာရေးရိတ်ဆိုင်ဒီဇိုင်းကိုနှားရန်ချက်ကထိုဆိုင်၏မြေအောက်ခဲမှသဖြင့်ဘယ်၏ငွေတိုက်အောက်ချီသို့ရောက်ရန်လုံကောင်းစတင်တူဖို့ကြတော့သည်နေရမြန်းစွာကြာယူနေရသောမြေကြီးများကိုတူးဆယ်မှုများနှင့်အတူအဖက်သားများကြားတွင်ပင်မနွမ်းလက်မှုအဖြစ်စိုးရိမ်စိတ်များပါမြင့်တက်လာခဲ့သည်လုံကုန်းထဲတွင်အောက်ဆီဂျင်ကစ်လက်မှုမြေပြိုကျနိုင်သည့်အန်ဒီအေများနှင့်အချိန်မီဖမ်းဆီးခံရနိုင်သည့်အကြောက်တရားများကသူတို့အားလုံးကိုဖိစီးနေသည်အခြေအနေများပုံမှုဆူးဆွားလာကြတာသည်သူတို့ရဲ့အချင်းချင်းဆက်သွယ်ပြောပြကြသောဝါကီတိုကီအသံလိုင်းများကိုဝါသနာအရရေဒီယိုလိုင်းဖမ်းယူနားထောင်တတ်သူတဦးကကြားဖြတ်ဖမ်းယူရရှိပေါ်ခြင်းဖြစ်သည်ထိုသူကရဲတပ်ဖွဲ့သို့ချက်ချင်းအကြောင်းကြားခဲ့တော်လေရဲတပ်ဖွဲ့များသည်မိဘန်ကိုဖောက်ထွင်းနေကြောင်းအတိအကျမသိရှိသောကြောင့်လန်ဒန်မြို့တွင်ရှိဘဏ်များကိုလိုက်လံစစ်ဆေးရတော့သည်အချိန်သည်တယ်ရီတို့အဖွဲ့အတွက်အဖို့တန်ဆုံးအရာဖြစ်လာခဲ့သည်ဝေတိုက်အတွင်းသို့ရောက်ရှိသွားချိန်တွင်သူတို့မျှော်လင့်သလိုငွေကြေးအများစွာနှင့်ယတနာများကိုတွေ့ရှိခဲ့ကြသည်အဖွဲ့သားများအားလုံးဝမ်းသာလုံးစုနေချိန်တွင်မာတင်သည်အခြားအရာများကိုစိတ်ဝင်စားခြင်းမရှိဘဲ Michael X လုံခြုံရေးတိတာတစ်ခုတည်းကိုသာအသေးအံရှာလည်နေခဲ့သည်ဤပြစ်မှုကိုတတိထားသွားသောတယ်ရီသည်မာတင်ကိုပြင်းထန်စွာမေးခွန်းထုတ်တော်သည်မာတင်၏အမန်တရားကိုဖွင့်ဟဝန်ခံလိုက်ချိန်တွင်တယ်ရီအပါဝင်းအဖွဲ့သားများအားလုံးမြင့်တက်သွားခဲ့ကြသည်သူတို့သည်တာမန်ငွေကြေးခိုးယူမှုထက်ပိုမိုကြီးမားသောနိုင်ငံရေးအဆင့်ပြဿနာတစ်ကြီးတဲ့သို့ကျုံဝင်သွားပြီးထကြောင်းသဘောပေါက်လိုက်ကြသည်ထို့ထက်ပိုဆိုးတာသည်သူတို့ဖွင့်ဖောက်ခဲ့သောအခြားသိတ္တများတွင်လူဗိုဂယ်ဟွတ်ခေါ်သောအင်အားစွမ်းနေရာဒိုက်ဝင်ကုန်းဆောင်တအုပ်၏လျှို့ဝှက်မှတ်တမ်းစာအုပ်ပါဝင်နေခြင်းဖြစ်သည်ထိုမှတ်တမ်းစာအုပ်ထဲတွင်ဗိုဂယ်ထံမှလာစဉ်လာပြေယူနေသောအကျင့်ပြတ်ရဲအရာရှိများ၏အမိစီးများအတိအကျပါဝင်နေသည်တယ်ရီတို့အဖွဲ့သည်ငွေကြေးများဓာတ်ပုံများနှင့်မှတ်တမ်းစာအုပ်ကိုယူဆောင်ကာဗန်ထဲကအောင်မြင်စွာလွတ်မြောက်လာခဲ့ကြသည်သို့တော့သူတို့၏အစစ်ထန် NDA သည်အခုမှစတင်ခြင်းဖြစ်သည်
ဘန်ပေါက်ထွင်းခင်ရသည်ဟူသတင်းထွက်ပေါ်လာပြီးနောက်အဖွဲ့အစည်းပါဝတောင်ဒီကသူတို့ကိုအသေးသက်လိုက်လံရှာဖွေကြတော့သည် MI5 မှာအရာရှိဖြစ်သူတင်သည်တပ်ပေါင်များကိုရယူရန်ကြိုးစားနေသလိုအချင်းပြတ်ရဲအရာရှိများလည်းသူတို့ရဲ့နာမည်များပါဝင်နေသောမှတ်တမ်းစာအုပ်ကိုပြန်ရရန်အရေးရောင်ခံလိုက်ရှာနေကြသည်ထို့ပြင်ဗူဂယ်သည်သူ၏အဖိုးတန်မှတ်တမ်းစာအုပ်ကိုယူဆောင်သွားသူများကိုအရှိမထားရန်သူ၏လူမိုက်များကိုအမိန့်ထုတ်လိုက်သည်အဖွဲ့ဝင်တဦးဖြစ်သည့် Dave သည်ဗိုဂယ်လီလူမိုက်များလက်ထဲသို့အဖမ်းဆီးခံသွားခဲ့ရသည်ဗိုဂယ်လီလူမိုက်များသည်အလွန်ကင်းထန်သောလူမဆန်သောနီးလက်များနှင့်နှိပ်စက်ခဲ့ကြသည်တခြားဘက်မှဂိုင်းသည် Michael X တပည့်များ၏လှုပ်ကြံမှုကိုခံလိုက်ရသည်အသက်ဆုံးရှုံးသွားခဲ့သည်တငယ်ချင်းများဆုံးရှုံးလိုက်ရမှုနှင့်အသက်အန္တရာယ်ချင်းပြောက်မှုများကြောင့် Terry သည်လွန်စွာဒေါသထွက်ခဲ့ပြီးနာကျင်ခဲ့ရသည်သို့သောသူသည်နောက်ဆုံးရန်လဲမရှိတော့ပြီမိသားစုနှင့်ကြံရှိနေသောအဖွဲ့သားများ၏အသက်ကိုကဲတင်ရန်သူ၏လက်ထဲမှရှိသောအရာများကိုအသုံးချရန်ညောင်ကစားရတော့သည် Terry သည် MI5 မှတင်နှင့်လေးဝက်ဆက်တွေကဓာတ်ပုံများကိုပေးအပ်မိဟုကြောင်းကသူနှင့်သူ၏အဖွဲ့သားများအောင်ဥပဒေအရအရေးမယူဘဲနိုင်ငံကူးစားလက်မှတ်များအသစ်ပြုလုပ်ပေးရန်တောင်းဆိုလိုက်သည်။တစ်ချိန်တည်းတော့မှ Terry သည်အချင်းပြည့်ရဲ့အရာရှိ Ryan Given နှင့် Vogel တို့ကိုလည်း Paddington ပြည်ရနာမှာတွင်တွေ့ဆုံရန်ချိန်ဆိုလိုက်သည်။ Terry ၏အစီအစဉ်သည်အလွန်အန္တရာယ်များလာသောကြောင့်မှားယွင်းမှုအနှဲငယ်ရှိရုံနှင့်သူနှင့်သူ၏အဖွဲ့သားများအားလုံးအသက်ဆုံးရှုံးရမယ့်အခြေအနေထင်နေသည်။ Paddington ပြည်ရနာမှာတွင်လူများရှုပ်ထွေးနေချိန်တွင်အဖွဲ့အစည်းပေါင်းအတောင်သေးကလူများသည်နေရယူချကြသည် MI5 agent များအချင်းပြည့်ရဲများဗိုဂယ်လီလူမိုက်များနှင့် Terry တို့အဖွဲ့သည်တဦးနှင့်တဦးအကဲခတ်နေကြသည် Terry သည် MI5 ထံသို့ဓာတ်ပုံများကိုအောင်မြင်စွာလွှမ်းတောင်းနိုင်ခဲ့ပြီးသူတောင်းဆိုထားသောလွတ်မြောက်ချမ်းသာရေးနှင့်နိုင်ငံကူးစားလက်မှတ်များကိုရရှိသွားသည်ထို့နောက်သူသည်အချင်းပြည့်ရဲအရာရှိ Ryan Given နှင့် Vogel တို့ကိုထိုက်ခိုက်တွေ့ဆုံရန်ဖန်တီးလိုက်သည်Vogel မတန်းစာအုပ်ကိုအသုံးချကအချင်းချင်းတန်းတရားဝေးလာစေရန် Terry ကတွေးခွဲခဲ့သည်ရလက်အထောင်အပီနှင့် Ryan နှင့် Vogel ကြားတွင်ပြင်းထန်သောပြဿနာများဖြစ်ပွားခဲ့ပြီးအချင်းပြည့်ရဲရရှိများ၏လောက်ကျမှုများလည်း MI5 ၏မီလီယံသက်သေများရှိတွင်ပေါ်လွင်သွားခဲ့ကြသည်နောက်ဆုံးတွင်အစိုးရ၏ကာယွင်ဆက်ဖြုတ်မှုကြောင့် Vogel နှင့်အချင်းပြည့်ရဲရရှိအားလုံးဖမ်းဆီးခံသွားခဲ့ကြသည်တခြားဘက်မှာMI5 သည် Michael X ကိုနိုင်ငံ၏ယာချောင်းတွင်ဖမ်းဆီးနိုင်ခဲ့သည် Terry ၏အသက်လူညောင်ကစားမှုသည်အောင်မြင်သွားခဲ့သည်သူနှင့်ချန်ရှိနေသောအဖွဲ့သားများသည်ဘန်ကရယူသောငွေကြေးအချို့ကိုယူဆောင်ကာလန်ဒန်မြို့ကအပီးတိုင်ထွက်ခွာသွားကြတော့သည်သို့သောဤဖြစ်ရကြောင့်သူတို့၏ဘဝများသည်အရက်လိုဘဲသောမှပြန်ဖြစ်လာတော့မဟုတ်တော့ပြီမာတင်သည်လေသူတို့နှင့်လန်ခွေပြီးသူမ၏ကိုယ်ပိုင်ဘဝတစ်ကိုရှာဖွေရန်ထွက်ခွာသွားခဲ့ပြီTerry သည်မိသားစုနှင့်အတူလုံခြုံသောနေရာတစ်ခုမှအခြေချနိုင်ခဲ့တော့လေဆုံးရှုံးသွားသောတငယ်ချင်းများကြောင့်နာကျင်မှုများကသူ၏ရင်ထဲတွင်အမြဲချန်ရစ်နေမိထက်သည်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ channel လေးကို subscribe မလုပ်ပါသေးလုခဲ့ပေးဖို့တောင်းဆိုပါရယ်မိတ်ဆွေတို့ရဲ့ like comment တစ်ခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ